တောင်တန်းတစ်ခုရဲ့အထက်မှာဘလူးကြီးတစ်ကောင်ဟာသူ့ရဲ့သားငယ်လေးဖြစ်တဲ့ Troll လေးနဲ့အတူပျော်ပျော်ပါးပါးဆော့ကစားနေပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဒိမတ်မျိုးနွယ်စုခေါင်းဆောင်ဟာသူ့ရဲ့လက်ပါစီမြင်းစည်းစစ်တီတွေနဲ့အတူရောက်လာပြီးဘလူးကြီးကိုတတ်ဖို့ကြံစည်ကြပါတယ်ဘလူးကြီးကရန်သူတွေလာနေတာကိုအဝေးကနေလှမ်းမြင်လိုက်ရတဲ့အတွက်သူ့သားလေးကိုကာကွယ်ဖို့မြန်မြန်ချီပိုးပြီးတောင်တစ်ဖက်ချမ်းကိုထွက်ပြေးပါတယ်ဒါပေမဲ့ခေါင်းဆောင်တဲ့သူ့လူတွေကဘလူးကြီးကိုဝိုင်းထားလိုက်နိုင်ကြပါတယ်ဘလူးကြီးဟာသားလေးကိုတောင်ဆောင်တစ်ခုမှာကွက်ထားခဲ့ပြီးရန်သူတွေကိုပြန်မတိုက်ပဲခြောက်လန့်ပြီးမောင်းထုတ်ဖို့ပဲကြိုးစားခဲ့ပါတယ်သူတို့ကိုပြန်လှည့်သွားစေချင်လို့ပါဒါပေမဲ့ဘိုက်ကင်းတွေကနောက်မဆုတ်ပဲများတွေလှန်တွေမိတုပ်တွေနဲ့ဝိုင်းတိုက်ကြပါတယ်နောက်ဆုံးမှာတော့ဘလူးကြီးဟာဟန်ချက်ပြက်ပြီးတောင်ပေါ်ကနေပြုတ်ကျကနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်အဲ့ဒီမြင်ကွင်းတစ်ခုလုံးကိုတားငယ်လေးကပုံအောင်နေတဲ့နေရာကနေတိတ်တဆိတ်ကြည့်နေခဲ့ရတာပါဘိုက်ကင်းကောင်းဆောင်ဟာတောင်ဆောင်သားအထိလျှောက်လာပြီးသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ဘီလူးငယ်လေးကိုတွေ့သွားပါတယ်ခေါင်းဆောင်ဟာကလေးကိုပါတက်ပစ်ဖို့ခဏတာတွေးလိုက်မိပေမဲ့ကလေးငယ်လေးပဲဖြစ်နေတာကြောင့်အသက်ချမ်းသာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့လူတွေကိုဘာမှမပြောဘဲမြင်စီပြီးပြန်လှည့်ထွက်သွားခဲ့ပါတယ်ဘီလူးငယ်လေးဟာတောင်ပေါ်ကနေဆင်းလာပြီးပင်လယ်ကမ်းနားမှာသူ့အဖေရဲ့အသက်မဲ့နေတဲ့ရုပ်အလောင်းကိုတွေ့သွား